လူတယောက်ဟာမီးဖို့တစ်ခုတည်းကိုစီးသွားလိုက်ရကနေမထင်မဲ့ပဲသူသွားလိုက်တဲ့စီးတွေဟာရေနံစီအထစ်ပြောင်းလဲသွားပါတယ်သူလည်းအန်အောတုံးလောက်သွားပြီးနောက်ကိုခြေလန်းနှန်းငယ်ဆုတ်လိုက်မိပါတယ်သူအရန်ထိတ်လန့်သွားပြီးစစ်ဆေးဖို့အတွက်ဆေးရုံကိုအပြေးလွှားသွားခဲ့ပါတယ်ဆရာဝန်ကသူထုတ်လိုက်တဲ့စီးတွေကိုမြင်သွားပြီးလူသားသူတေသနာဌာနကိုချက်ချင်းအကြောင်းကြားလိုက်ပါတော့တယ်သူတို့ကအဲ့ဒီလူငယ်လေးကိုစမ်းသပ်မှုတွေလုပ်ဖို့ခေါ်ဆောင်သွားကြပါတယ်လမ်းမှာအဲ့ဒီလူငယ်ကရုတ်တရက်ထပ်ပြီးစီးသွားကျင်လာပါတယ်သူကရှက်ရှက်နေပဲကားပေါ်ကဆင်းပြီးစီးသွားခွင့်တောင်းခဲ့ရကနေတစ်ပင်တပင်အောက်မှာစီးသွားလိုက်တဲ့အခါရင်းနှန်းတွေတောက်လျှောက်ထွက်လာပါတော့တယ်အဲ့ဒီစီးတွေဟာဝန်တန်းနဲ့ခြေတော့နားအထိစီးဆင်းသွားခဲ့ပါတယ်အဲ့ဒီလူကမီးချစ်ကလုတ်ရင်းလက်ထဲကမီးချစ်ကမတော်အဆပြုတ်ကျသွားခဲ့ပါတယ်မီးတောက်ကချက်ချင်းဆိုသလိုဟုံးကနေတောက်လောင်သွားပြီးစီးတွေရှိရာကနေတဆင့်အဲ့ဒီလူရဲ့ခြေထောက်တွေအထိကူးဆက်သွားပါတယ်သူလည်းအဲ့ဒီရုပ်ရုပ်တဲတဲဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးလှည့်ထွက်ကအဝီးကိုထွက်ပြေးခဲ့ပါတယ်နောက်ဆုံးကတော့တောင်ပေါ်ရွာလေးတစ်ခုနီးမှာမော်ပဲနွားနယ်ပြီးလဲကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာရွာကြီးရဲ့သမီးဖြစ်သူကအနားကနေမတော်အဆဖြတ်သွားရင်းနဲ့သူ့ကိုတနာတာကြောင့်အိမ်ကိုခေါ်လာခဲ့ပါတယ်လူငယ်လေးနိုးလာတဲ့အခါမှာတော့တကြီးမိသားစုကသူ့ကိုနွေးနွေးထွေးထွေးကြိုးဆိုခဲ့ကြပါတယ်သူကရွာသူကြီးနဲ့အတူလမ်းလျှောက်ထွက်ခဲ့ပြီးမြဲရွာကလေးကတော်တော်လေးပျက်စီးယိုယွင်းနေတာကိုတွေ့လိုက်ရပါတယ်ရွာသူကြီးကအရင်ကဒီရွာမှာစင်စပါးကလေးအများကြီးထွက်ခဲ့တာဒါပေမဲ့73စီတွေကဈေးကြီးလွန်းတော့ထွန်ဆက်တွေအတွက်စီတောင်းမဝယ်နိုင်ကြတော့ဘူးဒါကြောင့်ဘသူမှလဲမဆိုင်ကြတော့ပဲရွာကလည်းတဖြည်းဖြည်းပိုဆင်းရဲလာတာပေါ့ဆိုပြီးရှင်းပြပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမှာတော့လူငယ်လေးကသူတို့ကိုကျေးဇူးဆက်နိုင်မဲ့နီလန်းတစ်ခုကိုချက်ချင်းစဉ်းစားမိသွားပါတယ်သူကပလက်စတစ်ပပုံးတစ်လုံးကိုကောက်ကင်ပြီးလမ်းဘေးကိုပြေးကားစီးသွားလိုက်ပါတယ်မကြခင်မှာပဲသူကပုံလင်းထဲကိုစီတွေအပြည့်ဖြည့်နိုင်ခဲ့ပြီးထွန်ဆက်ထဲကိုလောင်းထည့်လိုက်တဲ့အခါမှာတော့ထွန်ဆက်ကတကယ်ပဲဆက်နှိုးသွားခဲ့ပါတယ်ဒါကသူ့ကိုတကယ်ကိုကျေနပ်ပြီးဖြစ်စေခဲ့ပါတယ်သူကထွက်ခွာသွားဖို့လုပ်ပေမဲ့သူကြီးမိသားစုကသူ့ကိုဆက်နေဖို့တောင်းဆိုခဲ့ကြပါတယ်သူတို့ကဒီလူငယ်ကိုရွာမှာပဲဆက်နေစေချင်ပြီးသူ့ရဲ့စီထူပေးနိုင်တဲ့စွမ်းအားကိုသုံးပြီးရွာကိုစင်းရဲသွင်းကနေလွတ်မြောက်အောင်ကူညီပေးဖို့မျှော်လင့်ခဲ့ကြပါတယ်သူ့ရဲ့ရင်ထဲမှာလည်းပြောမပြတတ်တဲ့တာဝန်သိစိတ်တစ်ခုစိုးမိုးလာခဲ့ပါတယ်ဒါကြောင့်သူလည်းသဘောတူလိုက်ပြီးအဲ့ဒီနေ့ကစလို့သူဟာရေတွေကိုအယူအမှုတောက်ကစီတွေကိုမရက်မနာတွန့်လို့ပါတော့လေရွာသူကြီးကသူ့ကိုတနေ့ကိုစီဘီယာလီတာထွက်အောင်ထောက်ပြီးဖို့အထိတောင်းဆိုပြီးခွဲတန်းတောင်တတ်မှတ်ပေးခဲ့ပါတော့လေ